တော့ကျွန်တော် cleaning ပါမယ် number 2က cooking ပါမယ် cooking ကတော့ကျွန်တော်ဒီ proper cooking temperature တွေပါမယ်ဟုတ်တယ်နော်ကျွန်တော် reheat လုပ်တဲ့ temperature တွေပါမယ် number 3ကကြာလို့ရှိရင်ကျွန်တော် chilling လုပ်တဲ့အရာတွေကျွန်တော်ဒီ temperature control တွေပါမယ် number 4ကတော့ကျွန်တော်ဒီ cross contamination တွေပေါ့နော်ကျွန်တော်ဒီ 4C ပေါ့နော်ဒီ 4C ကိုကျွန်တော်ဒီ food safety နဲ့ပတ်သက်ပြီးတော့ဖျက်ပြပေးမယ် ဘုမောငါဆိုရင်ငါထဲရမယ်တောင်းထဲမှာငါ့ကိုစက်သားဝတ်သားမဲသားပွားမေးလို့ငါဆိုရင်ငါခေါ်ရမယ်စိတ်ကြုံရှိပြီလားငါခံရမယ်ဓာတ်ရှိပြီသူကတိတက်အခန်းတော့ထားတာပြီ ကျွန်တော်ပြီး agency ကကျွန်တော်ရောင်းစားဝါရဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်ဟိုဒီမှာကျွန်တော်အဲ့ agency ကိုအတော့ကျွန်တော်ပြောတယ်ငါတရုတ်ဆိုင်ဆိုရင်ငါတော့မလုပ်နိုင်ကျွန်တော်ပြောတယ်ဟိုကျွန်တော်ဟိုဘာမှလုပ်နေရတယ်ဆိုတော့ကျွန်တော် Chinese restaurant မှာရောက်သူကဆရာကောင်းထင်နေပါတော့ဆရာကောင်းထင်နေကအခုကတော့ Australia မှာသူလုပ်နေတယ်ညီမကြီးမှာလည်းဒီ production လုပ်ငန်းတွေလုပ်နေရပါကျွန်တော်ပထမဆုံးကပြောမှာကကျွန်တော်ဒီ Australia ကိုသွားဖို့အတွက်ဘာတွေလိုရလဲကျွန်တော် kitchen ဝန်ထမ်းတယောက်အနေနဲ့ကျွန်တော်ဘာတွေပြင်ဆင်တင်လဲဒုတိယအချက်ကတော့ကျွန်တော်တို့ဒီ chef career အတွက်ပေါ့နော် chef career အတွက်ကျွန်တော်ဘာတွေလုပ်တင်လဲဘာတွေလေ့လာတင်လဲဆိုတာဆရာကောင်းကပြောပြမှာပါဒီရလို့သူစိတ်တို့ချွဲတယ်ပေါ့နော်အဲ့ဒီအကောင့်ကြီးသားလေးဆိုလို့ချင်းကျွန်တော်ဒီအနီအောင် shopping ပုံနဲ့အနီအောင်ထားဖို့တော့ကျွန်တော်တို့ဒီအသားကိုလှီးရမယ်အဖြူလူမျိုးတွေဆိုအရန်ထီကြီးอ่ะအဲ့လိုပေါ့နော်တခြားနိုင်ငံရောက်သွားအရန်ထီကြီးဒါပေမဲ့ကိုလည်းရောက်သွားမှာမဟုတ်ဘူးကိုလည်းဗမာတွေကအကောင်းဆုံးပဲ ဟုတ်တော့ဆောင်းတယ်ဆိုတာစပင်းအမွေးတွေကိုကျွန်တော်တို့ကကာဗာလုပ်ရတယ်စပင်းအမွေးကိုလုံးဝတသက်ရဖြစ်အောင်ပေါ့နော်ဘယ်လိုတသက်ရဖြစ်အောင်လဲဆိုတော့ချိုးကြရင်အဲ့ဒီစပင်းကိုဒီတိုင်းပဲအလှဆောင်းတာရှိပုံစံ